အားလုံးပဲမင်္ဂလာပါဒီကနေ့ကျတော့တရုတ်လူမျိုးတွေရဲ့ထူးချွန်အောင်မြင်မှုတွေကိုဘယ်လိုလောက်ကြလဲသူတို့လှုပ်ဆောင်တဲ့အချက်6ချက်ကိုဒီကနေ့လာရောက်ပြီးတော့မျှဝေပေးတော့မှာဖြစ်ပါနော်နံပါတ်1အချက်ကပြင်းပြင်းထန်ထန်စ조사အားထုတ်မှုနဲ့ပြီးခံနိုင်စွမ်းရှိမှုပဲဖြစ်ပါနော်နံပါတ်2အချက်ကျတော့ခြွေတာစုဆောင်းခြင်းနဲ့ငွေကြေးဆိုင်ရာစီကံရှိတယ်နော်နံပါတ်3အချက်ကျတော့ကိုယ့်ရဲ့ချိတ်ဆက်မှုနဲ့ဆက်ဆံရေးကိုအထူးပြုတ်ခြင်းပဲဖြစ်တယ်ပေါ့နော်နံပါတ်4အချက်ကျတော့စီးပွားရေးအမျှော်မြင်တဲ့အခွင့်အလမ်းကိုဖန်ဆုပ်နိုင်စွမ်းရှိမှုပဲနံပါတ်5အချက်ကမိသားစုအဓိကဝါဒနဲ့စုပေါင်းအင်အားရှိမှုပဲဖြစ်ပါတယ်နံပါတ်6ကျတော့ပညာရေးကိုအလေးပေးခြင်းပဲဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ပါဒီ6ချက်နဲ့ပတ်သက်ပြီးတော့အသေးစိတ်ကိုမျှဝေပေးတော့မှာဖြစ်တဲ့အတွက်လူလေးကိုအဆုံးထိလိုက်ကြည့်ပေးပါခင်ဗျတာတာရှရီမှာအောင်မြင်မှုနီလန်းနဲ့ဘုဒ္ဓတာတွေကိုအစဉ်ဆက်မပြတ်မျှဝေပေးတဲ့လူတစ်ယောက်ပဲဖြစ်ပါတယ်နော်ကြည့်ရှုအားပေးလူတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ်သိချင်တာလေးတွေရှိရင်မှတ်လာပေးပါနောက်ဗီဒီယိုမှာပြန်လည်ဆုံးဖြတ်ကြမှာခင်ဗျ